ကြည့်အတ္တနေမထွက်တာနော်ဒါပါတော့စရဒုက္ခတဝိကာအနေနဲ့ပြောပါစေဩလောကကြီးကဘယ်ရမှမပြဲပါလားအစိုးပဲကိုပြောင်းနေတဲ့ဝိပရိနာမတပပြောင်းလဲနေတဲ့သဘောရှိအဲ့ဒါကိုသိလာတဲ့အခါမှာတတိနဲ့တဝိကဘဝကြီးကမတည်ရဲပါလားအသိရှိလားအဲ့ဒါတဝိကပဲနော်အိုလာရဲ့လည်းတဝိကနာလာရဲ့လည်းတဝိကသိတာတွေ့တဲ့တဝိကကုကေတော့တဝိကသိမရှိဘူးနေကြမသားလိုက်ပို့ပြီးရတယ်ဘာလို့ဒီလိုကမစင်ញင်ပဲစားကြတာစားလို့သိတာလို့ပြောသေးတယ်အဲ့ဒါအပြစ်တင်တာဟုတ်တော့သိသွားတဲ့လူကိုပြစ်တင်လိုက်တာဒီလူကမစင်ញင်ဘူးဒီလူကရက်နေတော့တာဟုတ်ဒါကြောင့်မို့အသက်ချောက်သွားတာအဲ့တော့သိခြင်းတရားကိုပဲကြည့်ရလူကိုပြစ်မတင်တယ်နော်အဲ့တော့သဝေကနောက်တစ်ခုကလူမှန်လာလို့ရှိရှောက်ရနဲ့ဆောက်ရနှစ်ခုကြည့်လူသားတွေရဲ့လိုက်နာကျင့်သုံးရမှာကုသိုလ်ကမ္မပဒတရား10ပါသူပြတဲ့ရှောက်တတ္တရှောက်ရမယ်သူရဥစ္စာမတရားယူတာရှောက်ရမယ်ကာမဂုဏ်ကိစ္စကျุလို့မှုတွေရှောက်ရမယ်ဆိုတဲ့သူစရိုက်တရား10ပါအဲ့ဒါလူရဲ့တရားပဲသူစရိုက်တရားတွေကိုလိုက်တာကျင့်သုံးပြီးတော့ဒုစရိုက်တရားတွေကိုရှောက်ကျင့်နိုင်ရမယ်အဲ့ဒါမှလူစစ်ဖြစ်ပြီးတဲ့အခါမှာကိုဘဝတလန်တွေဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ရမယ်အဲ့ဒါကြမှာမနုဿလူသားနော်မနုဿလူသားမြင့်မြတ်တဲ့စိတ်ဓာတ်တဲ့တကယ်လူသားဆိုတာအဲ့ဒါကိုပြောတာတဲ့အဲ့တော့ဒီတဲ့မှာမကောင်းဘူးတာဘဝမှာအခုလိုနေနိုင်တယ်ဆိုရင်တော့ကောင်းနော်အဓိကတော့လူရဲ့တန်ဖိုးအားအနည်းချုပ်လိုက်လို့ရှိရင်